ကွန်ဖူးဘေးဆိုင်ခွဲမှာထိုင်ဖြစ်တာများလဲ တော့ဒီ29လမ်းဆိုင်ခွဲမှာထိုင်ဖြစ်တာများတယ်ပေါ့ဒီဆိုင်ခုဆိုင်မှာပေါ့ဝေးဝေးအမြဲတမ်းရောက်လာဝေးအမြဲတမ်းရောက်လာဂျိုင်းကန်လိုက်ပြီလို့ဂျိုင်းပြောင်းနေတာလို့မလိုက်တော့ဂျိုင်းပြောင်းနေတာလို့မလိုက်တော့တော့လုံးချင်တာလုံးလို့မရတော့ကွန်ဖူးဆိုင်နဲ့ရှိခဲ့ဘူးတဲ့အမှတ်တရတွေကဗာများဖြစ်မလဲကိုဒီDJ ကန်ထဲမှာကေရာဒီဘူးDJ ကန်ထဲမှာကေရာဒီဘူးမူပြီးတော့ဆိုင်ပိတ်တဲ့အချိန်မှာအလုပ်သမားတွေနဲ့ကေရာဒီဘူးတယ်အဲ့ဒါပဲဆိုင်ကိုလာတိုင်းမှာစားဖြစ်တဲ့အကြိုက်ဆုံးမန်ယူကဘာဖြစ်မလဲကိုကစားတာရင်တော့ရွက်တည်ကြီးစားတာဆိုတာရွက်တည်ကြီးမှာစားတာအပြင်ဟုတ်တယ်ရွက်တည်ကြီးစားတာဟုတ်တယ်အများဆုံးစားတာရုံးပလေသည်အာလူသားတို့အကင်လေးကြီးစားတာပြီးရင်ရေများများတောက်ပြန်သွားတယ်ကွန်ဖူးဆိုင်ဖွင့်ထားတာဘယ်လောက်ကြာပြီလဲလို့ထင်လဲဗျ2019ခုနှစ်ပြည့်ဟုတ်တယ်ဆိုတော့ကွန်ဖူးဆိုင်ခွဲပေါင်းဘယ်နှဆိုင်ရှိမလဲ4ဆိုင်တော့ဒီဆိုင်ရယ်68ကဆိုင်ရယ်ဟိုဟာမင်္ဂလာမန္တလေးရဲ့ဆိုင်ရယ်39လမ်းဆိုင်မှတ်ပါတယ်